မင်္ဂလာပါကွယ်ဒါရိုက်သမီးတို့အတွက်ပုံပြင်လေးတွေနားထောင်မှုစီစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုပါရကွယ်ပုံပြင်လေးရဲ့နာမည်ကတော့စင်နဲ့မြောက်ဖြစ်ပါရကွယ်စင်လေးတစ်ကောင်နဲ့မြောက်လေးတစ်ကောင်ဟာမိတ်ဖွဲ့ပြီးတော့နေထိုင်ကြတယ်တနေ့ကျတော့သူတို့နှစ်ကောင်ဟာတောထဲမှာရှော့ကစားရင်ပိုက်ဆာလာတာပေါ့ဒီလိုနဲ့သူတို့ကစားရင်းနဲ့အစာရှာကြတယ်ကွယ်အရှင်လေးကမြောက်ကလေးကိုကြောပေါ်တင်ပြီးတော့ဖြတ်ကူးလိုက်တာပေါ့ဖြတ်ကူးပြီးတဲ့အခါမှာတရက်ပင်ကြီးတစ်ပင်ကိုတွေ့တယ်အဲ့ဒီတရက်ပင်ကြီးကတရက်သီးအမှဲ့တွေရောတရက်သီးအစိမ်းတွေရောအများကြီးတီးနေတာပေါ့ကွယ်တရက်သီးတွေအများကြီးကိုမြင်တော့သူတို့အရန်ကိုပျော်သွားကြတယ်ဒါပေမဲ့စင်ကမြောက်ကိုပြောတယ်ငါတရက်သီးတွေချင်းမစားကျင်ဘူးလို့ပြောလိုက်တာပေါ့မြောက်ကလေးကစိတ်မပူပါနဲ့ငါပင်ပေါ်တက်ပြီးတော့တရက်သီးတွေကိုစားကြည့်လိုက်ပါမယ်လို့ပြောပြီးတော့မြောက်ကလေးကအပင်ပေါ်ကိုတက်သွားတာပေါ့ကွယ်မြောက်ကလေးအပင်ပေါ်ရောက်တာနဲ့တရက်သီးကိုခူးပြီးတော့စားကြည့်လိုက်တော့အရန်ကိုချုံပြီးမွေးနေတာကိုတွေ့ရတယ်အဲ့ဒီခါမှာမြောက်ကလေးကအရန်ပျော်သွားပြီးစင်ကိုအားရပါရအော်ပြောလိုက်တာပေါ့ကွယ်စင်ကြီးရေအသီးတွေကအရန်ကိုချိုးပြီးမွေးနေတာပဲကွပြောပြီးတော့ခူးချပေးတာပေါ့စင်လဲမြောက်ကလေးခူးချပေးတဲ့တရက်သီးတွေကိုပျော်ပျော်ကြီးစားလိုက်ပါတော့တယ်အဲ့လိုနဲ့သူတို့တငယ်ချင်းနှစ်ယောက်ကချစ်ခင်စွာနဲ့ပဲတောအုပ်ထဲမှာအတူတကွနေထိုင်သွားကြပါတော့တယ်တဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်